အားလုံးပဲမင်္ဂလာပါ App Academy ရဲ့ Scratch Programming for Kids ဗီဒီယိုသင်ခန်းစာ series မှာပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုသင်ခန်းစာမှာတော့ Scratch Editor ထဲမှာရှိတဲ့ကလေးတို့ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ tutorial လေးတွေကိုအနည်းငယ်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Scratch Editor ရဲ့ online editor နဲ့ offline editor ရောနှစ်ခုစလုံး tutorial ဆိုတဲ့နေရာလေးပါပါတယ်။ဒီ tutorial ပေါ်မှာနှိပ်ကြည့်မယ်ဆိုလို့ရှိရင်Scratch ရဲ့အခြေခံကျတဲ့ tutorial အချို့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။မိစိတ်ဝင်စားတဲ့ tutorial ပေါ်မှာတစ်ချက်နှိပ်ပြီးတော့ဒီ tutorial ရဲ့သင်ခန်းစာတွေကိုလိုက်လုပ်လို့ရပါတယ်။ပြီးတော့သူ့ရဲ့ဗီဒီယိုလေးကိုအနည်းငယ်ကြည့်ကြရအောင် You can use Scratch to tell a story, create a conversation, switch scenes, or do whatever else you can imagine. To get started, let's pick a background. I'll go with the witch house. ဘယ်လိုလုပ်ရမလဲဆိုတာကိုဗီဒီယိုထဲမှာပြပေးသလိုဗီဒီယိုထဲနဲ့လိုက်ကြည့်ဖို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်ဒီဘက်ဘေးနားမှာရှိတဲ့မြားလေးကိုနှိပ်ပြီးတော့မှတစ်ဆင့်ချင်းစီကိုတေချာစွာပြောပြပေးထားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမြားလေးပေါ်မှာနှိပ်ကြည့်ရအောင်။ပထမဦးဆုံးဒီပေါ်နားစာသားလေးမှာခုလက်ရှိအဆင့်ကဘာလုပ်ချင်လဲဆိုတာကိုရှင်းပြပေးထားပါတယ်။ Add a backdrop ဆိုတော့ backdrop တစ်ခုကိုထည့်မယ်။ backdrop ဘယ်လိုထည့်ရတယ်လဲဆိုတာကိုဒီမှာပြောပြပေးထားတယ်။ဒီတော့ backdrop ကိုထည့်ပါမယ်။ Witch house ဆိုတဲ့ backdrop ကိုထည့်တယ်။ကြောင်လေးကိုဖြတ်ထားပါမယ်နော်။ပြီးနောက်တစ်ဆင့်ကိုနှိပ်မယ်။ Add a character တစ်ခုထည့်ဖို့ character တစ်ခုထည့်မယ်။သူပြောတဲ့ character ကိုထည့်မယ်။ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။နောက်တစ်ဆင့်ကသူပြောတဲ့အတိုင်းပဲ advanced တွေက one green flag click looks တွေက say hello ကိုထည့်ပါမယ်။ကိုယ့်ရဲ့ sprite ကိုစကားပြောတဲ့ပုံစံလေးဖြစ်ချင်တယ်ဆိုလို့ရှိရင် looks ထဲမှာ say hello ဆိုတာရှိပါတယ်။ဒီထဲမှာမိမိကြိုက်တဲ့စာသားတွေကိုပြင်လို့ရပါတယ်။နောက်ဒါနှိပ်မယ်ဆိုလို့ရှိရင် Welcome to Magic School ဆိုပြီးတော့မှရိုက်ထည့်တဲ့စာသားအတိုင်းပေါ်နေမှာပဲဖြစ်ပါတယ်။နောက်တစ်ဆင့်ကိုသွားပါမယ်။နောက်တစ်ဆင့်မှာလည်းဘာကိုထည့်လဲဆိုလို့ရှိရင်နောက်ထပ် sprite တစ်ခုထည့်ပါတယ်။နောက် sprite တစ်ခုကိုထည့်ပါမယ်။ပြီးရင်နောက်တစ်ဆင့်သွားမယ်။နောက် flip direction ဆိုတော့သူရဲ့မျက်နှာမူတဲ့ဘက်ကိုပြောင်းခြင်းတယ်ပေါ့နော်။အဲ့တော့ costume ကိုသွားမယ်။ flip horizontal ကိုရေးမယ်။ဒါဆိုရင်အရင်ကဟိုဘက်ကိုမျက်နှာလှည့်တာကအခုတော့ဒီဘက်ဘယ်ဘက်ကိုမျက်နှာမူနေပါပြီ။နောက်တစ်ဆင့်တော့သွားပါမယ်။ခုတ်ကိုပြန်သွားမယ်။ one green flag click ကိုယူမယ်။ wait 2 second wait 2 second ထည့်မယ် looks ထဲမှာ say ပြောတဲ့အတိုင်းရေးထည့်ပါမယ်နောက်တစ်ဆင့်သွားပါမယ်backdrop ကိုထည့်ပါတယ်backdrop ထည့်ပြီးပြီဆိုရင် switch backdrop ကိုယူပါတယ်ဒီတော့ advanced ထဲမှာအဲ့တော့ကိုကဘယ် backdrop ကိုဘယ်မှာ code block ထည့်ရတယ်လဲဆိုတာကိုမတေချာဘူးဆိုလို့ရှိရင် code area မှာသူ့ရဲ့ sample ထဲမှာ code area ရဲ့နေရာလေးကြည့်ပါသူဘယ် sprite ပေါ်မှာနှိပ်ထားလဲဆိုတာကိုဒီမှာတွေ့နိုင်ပါတယ်looks ထဲမှာ switch backdrop to so switch backdrop ဖြစ်ပါတယ်နော် switch costume မဟုတ်ပါဘူး
switch backdrop to White House control ထဲမှာ wait for a second and looks ထဲမှာ switch backdrop to mountainပြီးတော့ဒီ wizard ပေါ်မှာတစ်ချက်ပြန်နှိပ်တယ် advanced ထဲမှာ one backdrop switch to mountain ပေါ်မှာ mountain ဆိုတဲ့ backdrop ကိုပြောင်းသွားပြီဆိုလို့ရှိရင် height ကိုနှိပ်ပါတယ် height ကိုထည့်ပါတယ်ပြီးတော့ character ကိုပြန်ပြီး show ချင်တယ်ဆိုလို့ရှိရင်ဒီပေါ်မှာ show လေးကိုပြန်ထည့်ပါတယ်တော့ဒါကလက်ရှိဒီ story ပြုလုပ်တဲ့ tutorial ရဲ့အစအဆုံးဖြစ်ပါတယ်ဒါလေးကို run ကြည့်ပါမယ်ဒါကပြန်နှိပ်မယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်စကားပြောတယ် mountain backdrop ကိုရောက်သွားပြီဆိုလို့ရှိရင် wizard ကပျောက်သွားတယ်ဆိုတဲ့ story လေးဖြစ်ပါတယ်ဒီတော့အခြားသော tutorial ကိုလည်းသွားကျင်တယ်ဆိုလို့ရှိရင်ဒီလိုပါပဲ tutorial ပေါ်မှာတစ်ချက်ပြန်နှိပ်မယ်ပြီးမိမိသင်ယူလိုတဲ့ tutorial ပေါ်မှာနှိပ်ပြီးတော့မှသူပြောတဲ့ညွှန်ကြားချက်တွေအတိုင်းတစ်ဆင့်ချင်းစီလိုက်လုပ်လို့ရနိုင်ပါတယ်ဒီဗီဒီယိုသင်ခန်းစာမှာတော့ Scratch Editor ထဲမှာရှိတဲ့ကလေးတို့ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ tutorial လေးတွေကိုအနည်းငယ်ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်App Academy ရဲ့ Scratch Programming for Kids ဗီဒီယိုသင်ခန်းစာ series ရဲ့အနှစ်ချုပ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Scratch Programming ဆိုတာဘာလဲ Scratch Programming နဲ့ဘာတွေလုပ်လို့ရလဲ Online နဲ့ Offline Editor ကွာခြားချက်အသုံးပြုပုံ Scratch User Interface ဒါတွေကိုပြောပြခဲ့ပြီးတော့မှ Sprite Pane မှာရှိတဲ့အခေါ်အဝေါ်တန်ဖိုးတွေပြောင်းလဲမှုမှာ Sprite မှာဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဒါတွေကိုပြောပြခဲ့ပါတယ်ပြီးတဲ့အခါမှာ Sprite နဲ့ Backdrop ဘယ်လိုထည့်လဲကိုယ့်ရဲ့ project ကိုဘယ်လိုသိမ်းလဲဘယ်လိုပြန်ဖွင့်လဲ online မှာဆိုလို့ရှိရင် project ဘယ်လို share လဲစသဖြင့်ပြောပြခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ Sprite မှာအသံထည့်ပုံထည့်နည်း Go to နဲ့ Glide ဆိုတဲ့ ကုတ်တော့တွေကွာခြားချက် Costume Next Costume အသုံးပြုပုံပြီးရင် Sprite ကို animation လုပ်တဲ့ဟာသူသဖြင့်ရွှေ့လျားအောင်လုပ်တဲ့ဟာစကားလုံးလေးတွေကို animate လုပ်တာစကားလုံးလေးတွေလှည့်လို့ရအောင်လုပ်တာ ਨੇ color effect ထည့်တာ up arrow down arrow left arrow right arrow key နှိပ်လိုက်တဲ့အခါမှာ sprite ကိုအပေါ်အောက်ဘယ်ညာရွှေ့လို့ရအောင်လုပ်တာ sample project တည်တည်လေးတစ်ခုပြီးတဲ့အခါမှာ tutorial ထဲမှာရှိတဲ့ tutorial လေးအဆင့်ဆင့်ဘယ်လိုလိုက်လို့ရသလဲဆိုတာကိုပြောပြခဲ့တာပဲဖြစ်ပါတယ် App Academy ရဲ့လက်ဆင့်ကမ်းဝေမျှပြီးအခမဲ့ပညာရေးအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ YouTube Channel မှာဗီဒီယိုသင်ခန်းစာတွေကိုဝေမျှပေးနေတာပဲဖြစ်ပါတယ်ဗီဒီယိုသင်ခန်းစာတွေကမိမိတို့အတွက်အကျိုးရှိရဆိုရင်ခြားသူများအားလည်းလက်ဆင့်ကမ်းဝေမျှပေးခြင်းအဖြစ်မြန်မာနိုင်ငံမှမျိုးဆက်သစ်ကလေးသူငယ်တိုင်းကွန်ပျူတာ science ကိုလက်လှမ်းမီအောင်ကူညီပေးလို့ရနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်